Hello Hello အားလုံးပဲမင်္ဂလာပါရှင် Mystery Case and Bakery မှာပြန်လည်ကြိုဆိုပါရရှင်မမင်းအခုတားရပို့ဆောင်မလေးကတော့ဟိုတိုင်းဒေသကြီးလက်ဗရန်မြို့နယ်ခမောင်စေးအုပ်စုမဟာဘောင်းရွာမှာရှိတဲ့ချစ်ရတဲ့ပြပြနှစ်မမင်းအတွက်ဒီဆောင်နိုင်ကြတော့တာပါဆိုပြီးတော့ငွေသား9သိန်းပါဝင်တော့ပန်းစီနဲ့မုံမာယူရတာလေးတွေကိုတားရပို့ဆောင်ပေးတာလေးပဲဖြစ်ပါရရှင်ဘယ်သူတွေဖြစ်မလဲဆိုတာကိုတော့မမင်းနဲ့အတူရင်ခုန်စွာလိုက်ပါကြည့်ရှုပေးကြပါဦးရှင်ကျေးဇူးတင်ပါတယ်ရှင် Loka ji ma